အားလုံးပဲမင်္ဂလာပါအခု Reiki Healing နဲ့ Angel Healing လုပ်ပေးမှာဖြစ်ပါတယ်အခုမိမိတို့အနေနဲ့မိမိတို့ရဲ့အိယာထပ်မှာဖြစ်စေအိယာပေါ်မှာဆိုလို့ရှိရင်တော့လဲလျောင်းရွေးဖြစ်စေဒါမှမဟုတ်မိမိတို့ရဲ့ထိုင်ကုန်ပေါ်မှာဆိုလို့ရှိရင်တော့တက်တောင့်တက်တာအနေထားနဲ့မိမိတို့ရဲ့ခါကိုမှတ်ပြီးတော့မှထိုင်ရွေးဖြစ်စေပေါ့နော်ဒီ healing ကိုလက်ခံယူလို့ရပါတယ်မိမိတို့အတွက်တက်တောင့်တက်တာဖြစ်ပြီးတော့မှလုံခြုံတဲ့နေရာတိတ်ဆိတ်အေးချမ်းတဲ့နေရာအနောက်ရှက်ကင်းတဲ့နေရာမှာနေပြီးတော့မှ healing ကိုလက်ခံယူပေးပါ healing ကိုလက်ခံနေတဲ့အချိန်ဒါမှမဟုတ် healing လုပ်ပြီးသွားတဲ့အချိန်မှာမိမိတို့အနေနဲ့ခန္ဓာကိုယ်မှာပူတာအေးတာဒါမှမဟုတ်ခန္ဓာကိုယ်မှာအချွဲတွေထွက်လာတာချွဲသလိပ်တွေထွက်လာတာဒါမှမဟုတ်လို့ရှိရင်မိမိကလေကျင်တတ်တာလေလဲတာဒါမှမဟုတ်ဝမ်းမဲတွေသွားတာအန်တာတဏှာရာကနေပြီးတော့မှစူအောင်နာကျင်တာဒါမျိုးတွေဖြစ်နိုင်ပါတယ်။ဘာမှမဖြစ်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ energy ကသူ့သဘောသူဆောင်ပြီးတော့ကောင်းစွာအလုပ်လုပ်တာဖြစ်တဲ့အတွက်ကြောင့် healing အပြည့်အဝဖြစ်ပေါ်နေတဲ့ဒါက process တစ်ခုဖြစ်ပါတယ်။ပြီးတော့ဒီလိုမျိုးအရာတွေအားလုံးကမိမိရဲ့ခန္ဓာကိုယ်မိမိစီကနေပြီးတော့မှ negative energy တွေကထွက်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ဒါကြောင့်ဒီလိုမျိုးဖြစ်လာလို့ရှိရင်စိတ်ကလေးကိုလျှော့ပြီးတော့မှမျက်လုံးလေးကိုဆက်လက်ပြီးတော့မှိတ်ထားရင်းနဲ့နောက်ကဒီလုံးလေးကိုဆက်ပြီးတော့မှစိတ်ကိုတက်တောင့်တက်တာလေးထားပြီးတော့မှနားထောင်ရင်းနဲ့ healing ကိုဆက်လက်ပြီးတော့ခံယူပေးပါခန္ဓာကိုယ်ကတင်းကျပ်တာတစုံတရာအဆင်မပြေတာရှိလို့ရှိရင်လည်းကိုယ့်ရဲ့ပါးစပ်ကနေပြီးတော့မှလေကိုအသားအရမှုတ်ထုတ်ပြီးတော့မှစိတ်ကလေးကိုလျှော့ပြီးတော့မှ healing ကိုပြီးဆုံးတဲ့အထိဆက်လက်ပြီးတော့ခံယူပေးဖို့အတွက်အကြံပြုပါရနော်ကဲဒါဆိုအခုပဲစလိုက်ရအောင်နော်